ပီတာပါကာရဲ့အရင်အနည်းဆုံးတုံငယ်ချင်းကသူ့ရဲ့အဆိုးရွားဆုံးရန်သူတော်ကြီးဖွင့်လာနိုင်မလား Spider-Man No Way Home ဇာတ်ကားထဲမှာ Dr. Strange ကလူတိုင်းရဲ့စိတ်ထဲကနေပီတာဟာ Spider-Man ဖြစ်တယ်ဆိုတဲ့အချက်ကိုမေ့တွားအောင်မှတ်ဉဏ် Fred Mordock ကိုတုံးခဲ့ပါတယ်ဒါပေမဲ့ဇက်သိမ်းပိုင်းမှာတော့အခြေအနေကပိုပြီးဆိုးသွားခဲ့တယ်ပီတာကတကဘာလုံးရဲ့စိတ်ထဲကနေပီတာပါကာဆိုတဲ့ဖြစ်တည်မှုကိုပါဖျက်ထုတ်ပစ်ဖို့ Strange ကိုတောင်းဆိုခဲ့ရပါတယ်Ned ကလက်စွပ်ကိုဝစ်ဆင်ပြီးပီတာကိုရှာဖို့ပေါ်တယ်စကြိုလာကူးတကားပေါက်တွေကိုဖွင့်လိုက်တဲ့အခါသူတို့စီရောက်လာတာကတကယ်ပီတာတော့မဟုတ်ပါဘူးပြီးတော့သူကငါ့ကိုမဲနောက်ပြောင်နေတာမဟုတ်ဘူးငါစူပါဗီလိုင်းအဖြစ်ပြောင်းလဲသွားပြီးမင်းကိုတတ်ဖို့ကြိုးစားမှာမဟုတ်ဘူးလို့ပြောခဲ့ပါသေးတယ်โอเคမော်ပီညာနဲ့မထိတွေ့ခင်အထိတော့ဒါကရည်စရာတစ်ခုလိုပါပဲဒါပေမဲ့နောက်ပိုင်းမှာ net ကပီတာဘသူလဲဆိုတာကိုလုံးဝမမှတ်မိတော့ပါဘူးသူဟာမော်ပီညာရဲ့မှာကြောက်စရာကောင်းလောက်အောင်ပါရမီပါတာကိုလည်းပြသခဲ့ပြီးသားပါကောမစ်ရုပ်ပြစာအုပ်ဒီထဲမှာတော့ net list ဟာ hobgoblin နဲ့ဆက်ဆက်နေပါတယ်ဒါဆို Marvel အနေနဲ့ net ကို MCU ရဲ့ hobgoblin ထွတ်လာဖို့လမ်းခင်းပေးနေတာလားဘာမှအတီမီပြုတ်ရသေးပေမဲ့အချက်လက်တွေကတော့တဆနဆမြင်နေသလိုပါပဲပရိသတ်တွေရဲ့အမြင်ကို comment မှာရေးခဲ့အောင်နော် bye bye